အားလုံးပဲမင်္ဂလာပါကျွန်မကတော့လက္ခဏာဆရာမဒေါ်ကြီးမြတ်ဆန်းဖြစ်ပါတယ်လက္ခဏာပညာနဲ့ပတ်သက်ပြီးတော့နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကသူကရေးစာเนาะရေးစာအကြောင်းလေးလေ့လာရအောင်တင်ပေးကြပါတယ်အဲ့တော့ရေးစာဆိုတာကြတော့ကျမတို့လက္ခဏာမှာဘယ်နေရဘလို့အနေထားမျိုးပြောရလဲဆိုရင်လက်ဝါးအတွင်းအပြင်ပေါ့နော်အသားရည်เนาะလက်ဝါးအတွင်းအပြင်အသားရည်လက်ဝါးအတွင်းအပြင်အသားရည်ဆိုတာကမှကျွန်တော်ဒီလက်ပွားပေါ်ကเนาะလက်ပွားပေါ်ကအသားရည်เนาะအတွင်းထဲကအသားရည်အပြင်ကအသားရည်အဲ့ဒီလိုเนาะအဲ့တော့ဒီအသားအရည်ပဲပေါ့နော်အသားရည်လက်ဝါးပြင်ရဲ့အတွင်းအပြင်အသားရည်ကိုကျွန်တော်ရေးစာလို့ခေါ်တယ်เนาะအဲ့တော့ရေးစာမှာကျွန်တော်ကတာမန်အားဖြင့်တော့ပေါ့နော်တူတယ်လို့ရှိပေမဲ့လို့တိတိကျကျကြည့်လိုက်ရင်မတူသူကနော်မာတာတွေကျန်းတာတွေနူတာတွေချောတာတွေဒီလိုလေးတွေရှိတယ်နော်ရှိတော့အဲ့တော့ရေးစာမှာကျွန်တော်တို့ကအပိုင်း၃ပိုင်းပေါ့နော်အပိုင်း၃ပိုင်းအမျိုးအစား၃မျိုးပေါ့နော်အမျိုးအစား၃မျိုးရှိတယ်အဲ့တော့နံပါတ်1အမျိုးအစားဆိုရင်ဘာလဲဆိုရင်ကျွန်တော်တို့ကရေးစာမာတာရေးစာကျန်းတာနော်အဲ့တော့ရေးစာမာရင်ကျန်းရင်သူကကျွန်တော်ရေးစာမာတဲ့လူရေးစာကျန်းတယ်လဝါပင်ကြီးကကျန်းကြီးလဝါပင်ကြီးကမာမာကြီးဆိုဒီလူကပင်ပန်းတယ်နော်ပင်ပန်းတယ်လွန်ကဲမှုပြတာပေါ့နော်ပင်ပန်းတယ်အဲ့တော့တတာသူမနေရဘူးဒီလိုလေးရှိသလိုတခါနံပါတ်2အမျိုးအစားကြတော့ကျွန်တော်ပျော့လွန်းတာပျော့တာနုတာနော်ပျော့တာတွေနုတာတွေကျွန်တော်တို့ဒီလိုပေါ့နော်ပျော့တာနုတာတွေပျော့တာနုတာဆိုဘယ်လိုခေါ်မလဲယော်ရဲတာပေါ့နော်အသားကြီးယော်ရဲဒီလိုဟာမျိုးလေးတွေကျွန်တော်တွေ့ရမယ်ဆိုရင်လက်ဝါးပြင်မှာဒီလိုအသားအရည်နဲ့ပတ်သက်လို့ရှင်ရေးစာနဲ့ပတ်သက်လို့ရှင်ရောရဲပျော့เนาะအဲ့တော့ဒီဟွာပေါ့နော်နုဖတ်တာပေါ့ဒီလိုဟာမျိုးလေးတွေကျွန်တော်တို့ကတွေ့ရတယ်ဆိုရင်သူကယော်နေတဲ့ဘက်ကိုသွားတယ်အဲ့တော့ယော်နေတဲ့ဘက်ကိုသွားတယ်ဆိုတော့သူအပင်မမခံနိုင်ဘူးခုနကပင်မနဲ့ဒီခုနမာရင်ကျရင်ညာပင်မနဲ့ယော်နေတယ်နုတယ်အဲ့လိုပေါ့နော်ပျော့တယ်ဆိုတဲ့အခါကျတော့ရေးစာပျော့တယ်ရေးစာနုတယ်ရေးစာကယော်ရဲဖြစ်နေတယ်ဆိုရင်ဒါသူကယော်နေတဲ့အပိုင်းကိုပြတယ်အဲ့တော့အပင်မမခံနိုင်ဘူးစိတ်ကလေးကဆိုဘလို့စိတ်ကလေးတွေရှိတတ်တယ်ဆိုရင်သူကရေးစာပျော့တဲ့လူတွေရေးစာနုတဲ့လူတွေဆိုတာသူကဗာလဲရေးစာခိုးခြင်းတဲ့စိတ်ကလေးတွေရှိတယ်ဒီလိုပေါ့နော်ဒီလိုလေးတွေသိရမယ်အဲ့တော့ဒီရေးစာရဲ့ခန္ဓာလေးတစ်ခုကလည်းတမျိုးတမီပေါ့နော်တမျိုးတစ်ဖုံလက္ခဏာပညာမှာအထောက်အကူပြုပါတယ်နောက်ကျွန်တော်အမျိုးအစားမှာသူကနောက်တစ်မျိုးကမပျော့လုံးဘူးသူကနော်မာတာလည်းမဟုတ်ဘူးပျော့တာလည်းမဟုတ်ဘူးသူကတာမန်